ဒီနေ့မှာတော့အသုံးဝင်ဆုံး speaking pattern 3 ခုကိုမျှဝေပေးသွားပါမယ်။ပထမဆုံးတစ်ခုကတော့ subject plus can တစ်ခုခုကိုလုပ်နိုင်တယ်လုပ်တတ်တယ်ဆိုတဲ့အချိန်မှာဒီလိုမျိုး pattern ကိုသုံးပြီးတော့ပြောနိုင်ပါတယ်။ဒါဆိုရင် subject plus can ဒီ pattern ကိုသုံးပြီးတော့နမူနာစာကြောင်းလေးလေ့ကျင့်ကြည့်ရအောင်။ I can swim very fast. I can swim very fast. ငါရေကိုမြန်မြန်ကူးနိုင်တယ်။ You can sit here. You can sit here. မင်းဒီမှာထိုင်နိုင်ပါတယ်။ My sister can speak 3 languages. My sister can speak 3 languages. ငါရဲ့အမကဘာသာစကား 3 မျိုးပြောတတ်တယ်။ Ao Ao can play the guitar. Ao Ao can play the guitar. Ao Ao ကဂီတာတီးတတ်တယ်။နောက်ထပ် pattern ကတော့ subject plus can't. Can't ဆိုတာကတော့ cannot ရဲ့အတိုကောက်ဖြစ်ပါတယ်။တစ်ခုခုကိုမလုပ်နိုင်ဘူးမလုပ်တတ်ဘူးဆိုရင်သုံးနိုင်ပါတယ်။ဒါဆိုရင်နမူနာစာကြောင်းလေးလေ့ကျင့်ရအောင်။ Her baby can't walk yet. Her baby can't walk yet. သူ့ရဲ့ကလေးလေးကလမ်းမလျှောက်တတ်သေးဘူး။ He can't eat spicy food. He can't eat spicy food. သူကအဆက်မစားနိုင်ဘူး။ They can't come to the party tonight. They can't come to the party tonight. ဒီညလုပ်မဲ့ party ကိုသူတို့မလာနိုင်ဘူး။ I can't hear you clearly. I can't hear you clearly. ငါမင်းပြောတာကိုသေသေချာချာမကြားရဘူး။ We can't see anything in the dark. We can't see anything in the dark. ငါတို့တွေအမှောင်ထဲမှာဘာမှမမြင်ရဘူး။နောက်ထပ် pattern ကတော့မေးခွန်းဖြစ်ပါတယ်။တယောက်ယောက်ကိုတစ်ခုခုလုပ်တတ်လားလုပ်နိုင်လားလို့မေးချင်တဲ့အခါမှာ can plus subject ဒီလိုပုံစံကိုသုံးနိုင်ပါတယ်။ Can we go now? Can we go now? ငါတို့အခုသွားလို့ရပြီလား။ Can you help me please? Can you help me please? ငါ့ကိုကူညီလို့ရမလား။ဒီနေရာမှာယဉ်ကျေးချင်တဲ့အတွက်ကြောင့် please ကိုထည့်ပြီးတော့သုံးထားတာပါ။ Can I come with you? Can I come with you? ငါမင်းနဲ့အတူလိုက်လို့ရမလား Can you speak Japanese? Can you speak Japanese? မင်းဂျပန်စကားပြောတတ်လား Can your father drive? Can your father drive? မင်းအဖေကကားမောင်းတတ်လားဒါဆိုရင်တော့တစ်ခုခုကိုလုပ်နိုင်တယ်လုပ်တတ်တယ်ဆိုရင်တော့ can ကိုသုံးနိုင်ပြီမလုပ်နိုင်ဘူးမလုပ်တတ်ဘူးဆိုရင်တော့ can't ကိုသုံးပြီးတော့စာကြောင်းတွေတိစောက်နိုင်ပါတယ်တယောက်ယောက်ကိုတစ်ခုခုလုပ်နိုင်လားလုပ်တတ်လားဆိုရင်တော့ can နဲ့အစချေပြီးတော့မေးခွန်းတွေတိစောက်နိုင်ပါတယ်